သတင်းကြားတယ်ဒီလောက်မရိုင်းတဲ့စစ်ကွေးစစ်တပုံနေပြောလိုက်တို့ဘာမလုပ်ဟမ်အတော်မချေကဘာတီအောင်ပြပေးပါမတည်တဲ့မနဲ့တည်တယ်ခေါင်းမလေးရိုက်ခွဲလာတဲ့ခေါင်းအဲ့လောက်ပြီးသူတို့ခြောက်နေတယ်လက်နဲ့တစ်ခုနဲ့ဟုတ်လက်ရှိဒီမျိုးကိုကျွန်တော်ခလေးရောက်ပြီနော်ဒီလိုရောက်ပြီနော်ရတယ်ကျွန်တော်အခုလည်းပြုတ်ပြလိုက်နော်โอเคဒီလိုပြလိုက်အဲ့ဒါတော့ရတယ်အခုပါလားအဲ့ရှက်ကြီးတောင်းလိုက်ပါလားရှက်ကြီးတောင်းတို့လာခွင့်လိုက်ကျွန်တော်ဘာမှလုပ်လို့ရတယ်ကျွန်တော်ပို့ပြီးမှတော့အင်တာဗျူးဝင်နေလို့နော်โอเคအငယ်မင်္ဂလာပါရှင်ဟုတ်ဒီကနေ့တော့ဒီဟိုအငယ်ဥက္ကမောင်တို့ဖြစ်တဲ့အခြေအနေလေးတစ်ချက်လောက်ပြောပြပေးပါအောင်ဟုတ်ကဲ့အငယ်ဥက္ကမောင်လည်းဖြစ်တဲ့အခြေအနေလေးတစ်ချက်ပြောပေးပါအောင်အငယ်တီးတလောက်လေးပါဟုတ်ကဲ့အဲ့ဒီလိုပါညပါနော်ညပိုင်းမှာဟာဒီဗရန်တမျိုးနေလည်းမဟုတ်ဘူးနော်ဆိုတော့ကြောက်တရားဟောတခြားမျိုးနေပြီဟောနော်အဲ့ဒီလက်နက်ခိုင်နော်အင်းအားအလွန်ကျွံနဲ့ဗရန်လည်းဝင်နေကြောက်တရားလည်းဝင်နေပေါ့နော်အဲ့ဒီအချိန်မှာအဲ့ခမန်းလူက30ထက်မတည်းရှိတယ်လို့ပြောတယ်နော်လက်နက်ကအင်းအားဒါပေမဲ့သူတို့ဝင်လာတာဒီနော်အေးချမ်းဝင်လာတာမဟုတ်ဘူးနော်ဆိုတော့ငိမ့်ချမ်းနဲ့ပြည်သူလူထုအပေါ်မှာလက်နက်ကိုင်ဟုတ်ပြီနော်လက်နက်အားကိုနဲ့အကြမ်းဖက်ဖို့ဝင်လာတာ။ဘာကြောင့်လဲတနက်တွေပြတ်ဖောက်ပြီးဝင်လာတာလေ။ဒါရက်ွက်လေ
ဟုတ်ပြီနော်ဒါကဘာနောက်တော့မြို့လေကုန်လေဒီလိုဝင်လာစရာဘာကြောင့်မှမရှိဘူးသို့တော်ညာလေဝင်လာတယ်ဝင်လာပြီးတော့ကဲအဲ့လိုတနက်နဲ့ပြစ်ဖောက်လိုက်တဲ့အခါကျတော့အခုကအိမ်ရှိတယ်မဟုတ်ဘူးနော်နောက်ခွေးလမ်းကြောင်းတော်မှာအဲ့ဒါသူတို့ကဝင်ပစ်တာတွေရှိတယ်လို့တိုက်တွေတက်ပြီးတော့နော်ဖမ်းတာပြူတာလည်းရှိတယ်ဒါညင်းလို့မရဘူးဗီဒီယိုဖိုင်တွေမှာပြည်ရင်းဒေသတွေနိုင်ငံတကာမှာပြန့်နှံ့နေတာပဲလေဒါပေမဲ့နော်သူတို့ဝင်တယ်သူတို့ဝင်ဖမ်းတယ်ဝင်ဖမ်းပြီးခေါ်သွားတယ်သို့တော်ညာလေအဲ့ဒီအချိန်မှာမျက်မြင်သက်သေတွေအနေနဲ့ကတနက်ပြစ်ဖောက်ထားတဲ့အဖြစ်ကြောင့်မလို့တောင်လူကလည်းစိုးရင်စိမ့်နဲ့ထွက်ကြည့်မှထွက်ကြည့်မယ်သို့တော်ညာလေဒီလိုလောက်ပြီးတော့ဒီဖမ်းသွားတဲ့အခါကျတော့ကဲကောင်းပြီနော်ဝင်လာတဲ့ကူဟာနော်စစ်ဘလူးစစ်ယူနေနဲ့ဝင်လာတာလေနော်ဒါပေမဲ့ကောင်းပြီကားပေါ်တင်လိုက်တဲ့အချိန်မှာဟုတ်ပြီနော်ဒါတွေနဲ့ပတ်သက်လို့မျက်ကွယ်ဖြစ်သွားဟုတ်ပြီနော်မျက်ကွယ်ဖြစ်သွားပြီအဲ့ဒါသူ့ကိုတော့ဆက်ပြီးတော့သူတို့မေးစရာရှိတယ်လည်းမေးပါနော်အခုဥစ္စာကဒီငင်းတဲ့ကဆန္ဒပြနေတဲ့ပြည်သူလူထုအပေါ်မှာတော့မှာနော်ဒီလောက်ကျန်တက်ဖြတ်တာတွေနော်လက်နဲ့အာကုနဲ့အကြမ်းဖက်တာတွေကနိုင်ငံအနှံ့မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့သူ့ကိုကားပေါ်တင်သွားပြီးနောက်ပိုင်းမှာဘယ်ကိုခေါ်သွားလဲသူတွေလည်းမသိဘူးနော်အဲ့ဒီအချိန်မှာဘယ်လိုညှဉ်းပန်းနှိပ်စက်တယ်ဆိုတာလည်းသူမသိဘူးတေးကြတာဥထုပြည်တို့အတွေ့အကြုံအရာ88မတိုင်ခင်တည်းက87နဲ့ကဥထုပြည်တို့88အတွေ့အကြုံတွေလည်းအများကြီးရှိတယ်ဟုတ်ပြီနော်အဲ့ဒီပုံမှာတေးကြတာဒီဒါကသူယူသားယူတည်ဆုံးနေမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒါသူကတော့တေးကြတယ် high torture ဟုတ်ပြီနော် high torture ကြောင့်အဲ့ဒါသူကကြာဆုံးတယ်နော်အဲ့ဒါတို့မြန်မာလူတော်လိုင်းရေးမှာနောက်တစ်ဖန်ပေါ့အာဇာနည်သူရကောင်းတရားဟုတ်ပြီနော်အဲ့ဒီကိုခွန်ပေါင်လာပေါ့နော်တကယ်တော့သူက very very gentleman ဟုတ်ပြီနော် very very smart နော်အတူနေတာထိုင်တာကိုဟာကိုခေါင်းငရုံးလေးနဲ့နော်ကချင်နဲ့နော်နောက်တစ်ခါသူက NLD ဗဗနာမြို့နယ်9ရက်ကွက်ကြီးဥက္ကဋ္ဌလည်းဖြစ်နော်နောက်တစ်ခုကရွေးကောက်ပွဲကာလမှာပြည်သူ့တော်ကိုယ်စားလှယ်ဦးစီသူမောင်ရဲ့ကမ်ပိန်းမန်နေဂျာလည်းဖြစ်ဟုတ်ပြီနော်မြို့နယ်ထဲမှာမြို့နယ်ကောင်းရာကောင်းကြောင်းစိတ်ကူးစိတ်သန်းလည်းကောင်းတယ်နော်အဲ့ဒါတို့အိမ်ဆိုတဲ့ network နဲ့ချိတ်ဆက်ပြီးတော့နောက်ဖွင့်လန်းကြတာယာဟောပြောလေသူတို့ဥဆောင်ပြီးလုပ်နေတာနော်သူ့မှာပူပေါင်းဆောင်ရလို့တဲ့စိတ်နော်ဒေတာဖွံ့ဖြိုးတိုးတက်လို့တဲ့စိတ်သူ့မှာအပြည့်ရှိနော်ကူလက်ကူနေတယ်ဆိုတော့ဒီလိုလူတယောက်ဆုံးရှုံးသွားတဲ့အတွေ့မိသားစုနဲ့အတူနော်ဥထုံကြီးတို့ပြည်သူလူထုတရက်လုံးကထပ်တူထပ်မြဝမ်းနဲ့ကြည်ခွဲတယ်နောက်တစ်ချက်ကသူ့ရဲ့ဆုံးရှုံးမှုဟာဘယ်ဖက်တန်းနေမဟုတ်ဘူးခုနှစ်ရက်ွက်တင်မဟုတ်ဘူးနော်တို့ပြည်သူလူထုအတွက်တို့တိုင်းပြည်အတွက်အစားထိုးလို့မရတဲ့ဆုံးရှုံးမှုလို့သူတို့ကတော့လေးနဲ့ခံနေတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီတိုက်ပွဲဒီတော်လိုင်းရေးသည်နော်ဒီရေးတော်မောင်ကအောင်ကိုအောင်ရမည်အဲ့ဒီအတွက်အားလုံးလည်းတန်လိုက်တန်ချထားတာဒီပို့ပြီးခိုင်ပါစေဟုတ်ပြီနော်နံပါတ်1တစ်ချက်စစ်အာဏာရှင်စနစ်ဟုတ်ပြီနော်စစ်အာဏာရှင်စနစ်ဒီဟုတ်ပြီနော်လုံးဝမြန်မာပြည်ပေါ်မှာခြုံငင်းရမယ်ဆိုတော့ဟုတ်ပြီနော်ရေချက်တွေနဲ့ဥထုံကြီးတို့ကဆောင်ရွက်နေတယ်တရားရဲပြည်သူလူထုရှိနေတယ်နံပါတ်1ချက်နံပါတ်2ဖက်စီအုပ်ချုပ်ပုံအခြေခံဥပဒေ2008ကိုဖြတ်သိမ်းရမယ်နောက်တစ်ခုကတိုင်းရင်းသားပြည်သူလူထုတရားလုံးညွန်နဲ့တောင်းတနေတဲ့နော်စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်တို့အားလုံးကြောချင်းကပ်ပြီးတော့လက်ချင်းရှက်ဖို့ဟုတ်ပြီနော်ပို့ပြီးခိုင်မာနဲ့နော်ဒီစစ်အာဏာလူအစိုးရနော်ဥထုကြီးကဒီနေရာမှာတုံးနေတာတော့စစ်သွေးကြအကောင်စီဟုတ်ပြီနော်ဟိုလူကိုပြစ်ခိုင်းလိုက်ပါတယ်ဒီလူကိုပြစ်ခိုင်းလိုက်မယ်ကျွန်တော်တို့ကတော့အမိတ်ပေးပါဦးအမိတ်မပေးပါဘူးဆိုတဲ့ပုံစံမျိုးတွေကနော်ကျယ်စင်ရဲ့အလောင်းကိုအုပ်ကူကိုသွားပြီးတော့ဟုတ်ပြီနော်သွားဖောက်ပြီးသွားဖော်ပြီးတော့အဲ့ဒီမှာနေသူတို့ခွင့်ချစစ်ပြခဲ့တယ်ပြီးလဲပြီးတော့သူတို့ကြည်စာမဟုတ်ပါဘူးလို့သူညင်းနေတယ်ဟုတ်ပြီနော်လုံးဝကိုတာဝန်ယူရမှာပါဒီတပ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူလူထုအပေါ်မှာဘာကြည့်ဝဲမှမရှိဘဲနဲ့ဟုတ်ပြီနော်လောက်ကျန်တပ်ဖြတ်နေတဲ့အပေါ်မှာဒီစစ်ကောင်စီကတာဝန်ယူဖို့ယူရမှာဟုတ်ပြီနော်တာဝန်ယူဖို့ယူရမှာနော်အဲ့ဒီမှာငင်းချက်ထုတ်เสียဘာအကြောင်းမှမရှိဘူးဒီပွဲဒီကြားမရှိဘူးဒီပွဲကကြားမရှိဟုတ်ပြီနော်နိုင်ကုန်နိုင်ရမယ်ဆိုတဲ့တဏိဌာန်နဲ့ပဲတို့ပြည်သူလူထုအားလုံးဟုတ်ပြီနော်ပန်းနိုင်ကိုတော့တို့ကဆက်လက်ချစ်တတ်ဖို့လိုတယ်အခုဆိုရင် CDM ကလည်းတော်တော်အားကောင်းလာတယ်နော်ပြည်သူလူထုရဲ့ဒုတိယတော့ဒီနေရာမှာ generation Z တွေပေါ့နော်generation Z တွေရဲ့နီးပညာတွေဟုတ်ပြီနော်သူတို့ရဲ့နီးနာတွေကလည်းအလုံးကောင်းပါတယ်တကယ်လေးစားစရာကောင်းတဲ့လူငယ်တွေသို့တော်ညာလေအနာဂတ်ရှိတဲ့လူငယ်တွေအပေါ်မှာအနာဂတ်မဲ့နေတဲ့ဟုတ်ပြီနော်မိမိတို့ရဲ့အကျိုးစီးပွားကူတာလေရှေ့ရှုတဲ့သူတွေနဲ့ဒါကတိုက်ပွဲပဲ
နော်ဓမ္မနဲ့အာရမမှာသိကြတယ်ဟုတ်ပြီနော်ကဘာပေါ်မှာဓမ္မနဲ့အာရမမှာအာရမကဟုတ်ပြီနော်ကြာကိုကြာဆုံးရမယ်ဆိုတော့ဟုတ်ပြီနော်ဒီတန်လိဋ္ဌာန်နဲ့ပဲဘုဒ္ဓကြီးကိုဆက်လက်ပြီးတော့ဒီတိုက်ပွဲကိုအားနိုင်ရောက်တဲ့အထိပေါ့နော်အားလုံးကတော့ဒီနေရာမှာလူမျိုးတွေဘာသာတွေအသားရောင်တွေကြားမတွေစင်းချမ်းသာတွေလုံးဝမရှိဘူးဟုတ်ပြီနော်အားလုံးဒီတို့တိုင်းပြည်မှာမြင့်တင်းနေထိုင်နေကြတဲ့ပြည်သူလူထုတရက်လုံးအတွက်ဒီပန်းနိုင်ကိုတို့ကမရောက်ရောက်အောင်လှမ်းရမှာဖြစ်ပါတယ်နော်ခုံမြင့်မှုအောင်ဝဲသည်ဟုတ်ပြီနော်ပြည်တွင်းမှာပဲရှိတယ်ဟုတ်ပြီနော်ပြည်တွင်းကအဆုံးဖြတ်ပေးမှာပါတို့တော်ညာလေတို့တိုင်းပြည်ရဲ့ဒီမိုစီမိတ်ဖက်တိုင်းပြည်တွေအနေနဲ့မိတ်ဆွေနိုင်ငံတွေအနေနဲ့ဒီလိုအခင်းကျင်းမျိုးဟာ88နဲ့မတူပါဘူးနော်88နဲ့မတူပါဘူးဒီမှာက social media လည်းအများအားကောင်းနေတဲ့အပေါ်မှာအခုဖြည့်တာနဲ့ပြည်တွင်းဒေသတွေနိုင်ငံတကာအဖွဲ့အစည်းတွေအကုန်လုံးတည်သွားပြီ UN လည်းတည်သွားပြီ US လည်းတည်သွားပြီ West Block တစ်ခုလုံးနဲ့ဒါတွေတည်သွားပြီအဲ့ဒီအပေါ်မှာနော်လိုအပ်နေတဲ့လိုအပ်ချက်တွေကိုလည်းနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အချိန်မဆွဲဘဲနဲ့ဟုတ်ပြီနော်မြန်မာပြည်သူလူထုနဲ့တရားတည်းရှိတယ်ဆိုတာကိုနှုတ်ကနေပြောနေုံနဲ့ statement တွေထုတ်နေုံနဲ့မပြီးပါဟုတ်ပြီနော်အဲ့ဒီအားလဲကုထုံးကြီးတို့အတွက်လိုအပ်ပါတယ်နော်သို့တော်ညာလေနော်အဲ့ဒီကအဆောင်ဖြတ်ကတို့ပြည်သူတွေပေါ်မှာမူတည်ပါတယ်နော်အဲ့တို့ပြည်သူတွေရဲ့ယနေ့နော်ဒီမြန်မာလူတော်လှန်ရေးမှာနိုင်ငံကိုနိုင်ရမယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှုပါလေဟုတ်ပြီနော်အလွန်တရားမှအမခံပါဟုတ်ပြီနော်အလွန်တရားမှအမခံပါယနေ့ကဘာကတော့မှတို့တိုင်းပြည်ရဲ့မြန်မာလူတော်လှန်ရေးအပေါ်မှာနော်အဲ့ထောက်ခံတာတွေကြိုးဆိုတာတွေနော်အဲ့ဒီစိတ်ဓာတ်ရေးရတဲ့ပတ်သက်တဲ့ခွန်အားတွေဒါတွေထောက်ရှောက်ပေးနေတာလေဝန်ထမ်းတွေကိုကြည့်ပြန်တော့လေပြည်တွင်းရောဒေသတွေရောနိုင်ငံတကာမှာရှိနေတဲ့တန်တမာတွေကလည်းဝန်လမ်းမဆက်တဲ့စီဒီအန်ထဲမှာပူပေါင်းပါဝင်လာတာတွေတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ထပ်ပြောချင်တာကစီဒီအန်ထဲမှာမပါသေးတဲ့နော်ဝန်ထမ်းတွေညီကိုမောင်နှမတွေအနေနဲ့ရတယ်အများဆုံးစီဒီအန်မှာပူပေါင်းဆောင်ရွက်ပြီးတော့ဟုတ်ပြီနော်အဲ့ဒါအလွန်တရာမှအရေးကြီးပါတယ်တိုက်ပွဲရဲ့ဟုတ်ပြီနော်အဆုံးဖြတ်ကလည်း CDM ပေါ်မှာမူတည်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ CDM ထဲမှာပါဝင်နေတဲ့သူတွေကလည်းဆက်လက်ပြီးတော့ခိုင်ခံခန့်ခန့်နေပေါ့နော်ပန်းနိုင်ရောက်တဲ့အထိပြည်သူလူထုတရက်လုံးနဲ့ပူပေါင်းဆောင်ရွက်ပေးပါဒီနေရာမှာတော့နော်တူးချင်းစီမှာဒီဆက်အာဏာရှင်စနစ်နော်ခြုံငိမ့်စီရေးအတွက်တူးချင်းစီမှာတောင်းရှိပါနော်ပြည်သူလူထုတရက်လုံးအနေနဲ့ကလည်းနော်ဒီအားလုံးရဲ့ပန်းနိုင်ဖြစ်တဲ့ဆက်အာဏာရှင်စနစ်ဟုတ်ပြီနော်ခြုံငိမ့်ရေး2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်သိမ်းရေးနံပါတ်3ကတော့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာအားလုံးစုစည်းနဲ့နော်ပေါင်းယုံနဲ့လက်ယုံတွေခိုင်မာတည်ကြည်တဲ့စိတ်ဓာတ်တွေနဲ့တို့အရောက်လှမ်းကြပါစို့လို့ဒီနေရာနေပြီးတော့တိုက်တွန်းတောင်းဆိုကြပါအားလုံးကျေးဇူးတင်ပါတယ်ထပ်ပြီးတော့ထပ်သိကျင်တာအန်ကယ်ဥခင်မောင်လဲပေါ့နော်လက်ရှိပေါ့နော်ဒါညာတော့ပဲဖမ်းသွားတယ်ဒီမနက်မှာပဲဆုံးသွားတယ်ဆိုတော့အန်ကယ်ကရောဘာတွေထပ်ပြီးတော့ကြားသိရလေးလဲရှင်ဒီဆရာဝန်အနေနဲ့ရောဘာချက်တွေများထပ်ပြောသေးလဲရှင်ဒီလိုပါလိမ့်မယ်ဒါရှင်းပါတယ်နော်ရှင်းပါတယ်တကယ်လို့များနော်ဟိုလည်းပေါ့အဲ့ဒါသူ့ကျမ်းမာရေးကြောင့်ပေါ့သူ့ယောဂအကြောင်းလို့ပြောရင်တော့ဥထုံးကြီးကတော့ပြက်သားညင်းပါတယ်ဟုတ်ပြီနော်သူကနေရင်ထိုင်ရင်နဲ့ဟုတ်ပြီနော်အဲ့ဒီရုပ်ပြက်ဖြစ်သွားတဲ့ကိစ္စမဟုတ်ဘူးဒါကအမောင့်ပယောဂကြောင့်ဖြစ်တဲ့ကိစ္စလေအဲ့ဒီအမောင့်ပယောဂကိုထက်မတွက်ဖဲနဲ့အမောင်ဘယောဂကိုထက်မတွက်ဘဲနဲ့သူကယောဂကြောင့်သေးပါတယ်လို့ယောဂကြောင့်ကွယ်လွန်ပါတယ်ဆိုတာကလက်ခံနေစရာဘာကြောင့်မှမရှိဘူးဖမ်းသွားတဲ့ကူကသူကငင်းဖမ်းသွားတာမဟုတ်ဘူးနော်အတားတကြီးဖမ်းသွားတာမဟုတ်ဘူးသူကတနက်ပြတ်ဖောက်ပြီးတော့ဝင်လာတာလေဟုတ်ပြီနော်အဲ့ဒီအတွက်ကြောင့်မလို့ဒီတနက်တန်ကလည်းဒါတို့ပြည်သူတွေကိုချင်းချောက်ပြီနော်ဒီမိုစီကိုစိန်ခေါ်နေတာလူခွင့်ရေးတွေကိုပြတ်သားချိုးဖောက်နေတာတော့တရားဥပဒေစိုးမိုးရေးကိုလေးစားလိုက်နာမှုမရှိတဲ့ဟုတ်ပြီနော်စစ်အာဏာလူတောင်းစီနော်အဲ့ဒီအတွက်ကြောင့်မလို့ရောအကြောင်းသေးပါတယ်ဘာတွေနဲ့ပတ်သက်လို့အဲ့ဒီသတင်းတွေနဲ့ပတ်သက်လို့လုံးဝဟုတ်ပြီနော်အထုကြီးကတော့ဟုတ်ပြီနော်ပြတ်သားဒါအငင်းဆိုပါတယ်နော်အဲ့ဒါကိုလည်းပြတ်သားအထုကြီးငင်းကြပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့ယောဂအကြောင်းသေးတာတွေယောဂအကြောင်းကွယ်လန်တာတွေကလက်ခံနိုင်စရာဘာအကြောင်းမှမရှိဘူးနော်အမောင်ပယောဂပေါ့နော်စစ်ကြောရေးမှာအထုကြီး9လတောင်နေခဲ့ရတာသူတို့ဘလောက်တောင်မှရဲဆက်လှုပ်လဲဆိုတာအခုကတော့ဘုရားသခင်ကျေးဇူးတော်နဲ့ဒီမှာအားလုံးနဲ့လာဆုံးရတာလေနော်အဲ့ဒါသူတို့မှမလုံရဘူးဆိုတာဘာမှမရှိဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကလည်းရှင်းညာထားပြီးသားဟုတ်ပြီနော်အဲ့ဒါအခုကတော့ရှင်းပါတယ်အာရမနဲ့ဓမ္မတေချာတာဒီကြားထဲမှာနော် social punishment နော်လူကြီးပြစ်တာအောင်လေအထူးကြီးတော့တက်သားလို့သားမှာနော်ဖခင်လို့မိခင်လို့တာသမီးနဲ့မဆိုင်ဘူးဆိုတာကအဲ့ဒါခက်ကုန်လာပြီဒါအဲ့ဒါလစ်လိုက်တော့နော်လုံးဝလက်ခံလို့မရဘူး
ဖခင်ကမတော်မတရားလုပ်နေတဲ့အတွက်ကြောင့်မလို့ဒီလို social punishment ပေးရပါတယ်ဆိုတော့အတိစိတ်ဒီကလေးတွေရှိမှလည်းဝန်သွားစီတယ်။ဘာကြောင့်လဲဆိုတော့ generation Z ဆိုတာကဘာအသက်မှမရှိသေးဘူးလေ။နော်အခုဥက္ကမောင်လည်းအပောင်ဝင်ဦးထင်းတို့ရထားတဲ့ကိန်းနဲ့ရဆိုရင်90ကျော်တယ်။နော်အဲ့ဒါတွေကရှင်းရှင်းလေးအလိုလိုကွယ်လွန်သွားတာမဟုတ်ဘူး။နော်အမောင်ပြောကန်နဲ့ပြတ်တတ်တယ်။ဟုတ်တယ်လောက်ကြံတက်ဖြတ်တယ်။ပြီးတယ်ညမနှိမ့်ဆက်တယ်။တဏှာကိုခေါ်သွားတယ်။နော်ဒါမျိုးတွေကလက်ခံလို့မရဘူး။ဒါကြောင့်မလို့ဒီစစ်အာဏာရှင်တွေရှိနေတဲ့များကာလပတ်လုံး2000ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့များကာလပတ်လုံးဟုတ်ပြီနော်ဘယ်လုံးမှဒီမိုစီဆိုတာရှင်းတာမှာမဟုတ်ဘူးနော်ဒီမိုစီကိုအားပေးနေပါတယ်ဆိုတော့ဒေတာနဲ့နိုင်ငံတကာကနော်နိုင်ငံကောင်းဆောင်များအနေနဲ့လေဒီလိုအချင်းရာတွေပေါ့ဒီလိုအဖြစ်ပြက်တွေဒီလိုအကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့ခင်ဗျားတို့လုတ်တဲ့လုတ်ထိုက်တဲ့အလုပ်တွေကိုအချိန်မဆွဲပဲနေဟုတ်ပြီနော်ငါပြည်သူလူထုနဲ့တရလုံးဆိုတာကိုလက်တွေ့ကြကြဥပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လေဒီနေရာနေပြီးတော့တိုက်တွန်းတောင်းဆိုတယ်ကျေးဇူးအများကြီးတင်ပါတယ်အကဲဦးထွန်းကြည်ပြောသွားတဲ့သုံးသက်ချက်ဖြစ်ပါတယ်လက်ရှိမှာဆိုရင်ပေါ့နော်ဒါကျွန်မစုံစမ်းသိရတဲ့လောက်တော့ဒါအကဲဥက္ကမောင်လက်ကိုဥကောင်းတွေခွဲစိတ်ထားရလို့သိရပါတယ်ကျန်တဲ့စိတ်ပိုင်းတွေကိုလည်းခွဲစိတ်ထားရလို့သိရပါတယ်ဒါသူတို့ရဲ့အိမ်မိသားစုဝင်တွေကိုပြောကြချက်အရာတော့ဟိုယောဂအခန့်ပေါ့နော်ယောဂအခန့်ရှိလို့နှလုံးယောဂအခန့်ရှိလို့ဒါသိဆုံးသွားရလို့လည်းပြောပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီမိသားစုတွေကိုပဲထပ်ပြီးတော့ဟိုသက်ဆိုင်ရပေါ့နော်ဒီရဲမှုအနေနဲ့ကစေးအချက်လက်တွေကိုအပြင်ထုတ်ပေါ်မပြောကြဖို့ဟိုဂတိခံဝင်ဂတိပေါ့နော်တောင်းထားရလို့လည်းသိရပါတယ်ဒါဟာသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာတော့အများပြည်သူသုံးသပ်လို့ရမယ်လို့ထင်ပါတယ်ဇူလောက်လိုက်ပါနော်ရောမဖတ်တဲ့မိတ်ဆွေများအဲ့ဒါကိုဆိုရင်ချလို့ရချကြပါမယ်နေရုံးရတဲ့လူတွေမဟုတ်ဘူးခဏနေလိုက်ပေါ်ရောက်သွားတော့ဒါပဲဝိုင်းတော့ဘာမှမလုပ်ဘူးဒီလိုသားမယ်ဟာအခုဒီတော့အားလုံးပါပါမကြည့်ဒါအခုလက်ရှိအငယ်ဥက္ကမောင်လက်ရဲ့ဒါဇာပနာခန္ဓာဖြစ်ပါတယ်